ဒီနေ့ကတရုတ်ချစ်သူများနေ့ဖြစ်ပါတယ်တိလား9လပိုင်း20ရက်နေ့ကနန်းလေးကိုပဲပြောကြည့်ကြရအောင်နော်5月20号ဆိုလို့ရှိရင်အဲ့ဒီမှာကနန်းလေးကိုပဲပြောကြည့်ကြည့်5 2 0 5နှစ်3ည520ဆိုတာကလေတရုတ်ရဲ့အတန်ထွက်က我爱你ဆိုတာဖြစ်တယ်အဲ့ဒီမှာနောက်ထပ်ကနန်းလေးတစ်ခုပြပြပေးမယ်1 3 1 4 1 3 1 4တစ်သုံးတစ်လေးအဲ့ဒါဘာသိပဲလဲဆိုရင်一生一世လို့ပြောတာပါထာဝရတစ်သက်လုံးဆိုတဲ့အသိပဲဖြစ်ပါတယ်一生一世我爱你ထာဝရတစ်သက်လုံးနင်းကိုချစ်နေမယ်ဆိုတဲ့အသိပဲလေးပဲဖြစ်ပါတယ်ဆိုတော့အခုလေးပဲကိုချစ်တဲ့သူကိုလေ我爱你一生一世了ပြောလို့ရတယ်一生一世我爱你အဲ့ကနန်းလေးလေးကိုပြပြလိုက်โอเคနော်ကဲတီတီကိုလည်းချစ်တယ်ဆိုလို့ရှိရင်တီတီတော့မချစ်တော့ပါနဲ့ရီးစားတွေရှိနေကြတဲ့လူတွေဆိုတော့လေနော်โอเคအဲ့ဒါဆိုလို့ရှိရင်ရလားရတယ်ဆိုလို့ရှိရင် yes လို့ပြောခဲ့ပြပါနော်โอเค bye bye 一生一世我爱你